အားလုံးပဲမင်္ဂလာပါမြန်မာ e-football channel ကနေကြိုဆိုပါရစေ။ကိုသမားတယောက်ကိုအစင်းမြစ်တော့မယ်ဆိုရင်ဘယ် stats တွေကိုအဓိကထားရမလဲဆိုတာဝေခွဲမရသိနေပါသလား။ဒီမှာအဖြေရှိပါတယ်။ Number 1အရေးကြီးဆုံး GK awareness ဒါဟာကိုသမားရဲ့အုံနောက်လိုပါပဲ။နေရာယူတာမှန်ကန်ဖို့ပဲဘောလုံးကိုမြင်တာနဲ့ချက်ချင်းတုံ့ပြန်နိုင်ဖို့အတွက်ဒီ stat ကအဓိကကြပါတယ်။ Number 2 GK reach ကိုရဲ့ခက်ခဲတဲ့ထောင်ဆွန်းတွေကိုပြန်ဖမ်းယူနိုင်စွမ်းဖြစ်ပါတယ်။ reach မြင့်လေလေကိုမဝင်အောင်ကာကွယ်နိုင်စွမ်းပိုကောင်းလေလေပါတယ်။ နံပါတ်3 reflexes အနီးကပ်ကန်ချက်တွေကိုအချိန်တိုအတွင်းတုံ့ပြန်တဲ့နေရာမှာသုံးပါတယ်။တဦးချင်းတွေ့မှာ reflex မြင့်တဲ့ကိုသမားတွေကပိုအားကိုးရပါတယ်။နံပါတ်4 pairing and catching ဘောလုံးကိုလက်ထဲမြဲမြဲဖမ်းမိဖို့ catching နဲ့ဘေးကင်းတဲ့နေရာကိုပုတ်ထုတ်ဖို့ pairing အရေးပါပါတယ်။ဒါကကန်ချတ်တင်းရအပေါ်မှာလည်းမူတည်ပါတယ်။မလိုအပ်ပဲမြင့်မထားတဲ့အချက် jump ကိုသမားအသက် jump ကတကယ်တမ်းဘောလုံးဖမ်းတဲ့နေရာမှာအကျိုးကျေးဇူးအနည်းဆုံးပါ။ဒါကြောင့်ဒီအချက်ကိုဦးစားပေးပြီး point ဒီအကုန်မခံပါနဲ့ stats မြင့်မယ်ဆိုရင် GK awareness ကိုအရင်ဆုံးထားပြီး reach နဲ့ reflexes ကိုနောက်မှဦးစားပေးပါ jump ကိုတော့အနည်းဆုံးပဲထားလိုက်ပါဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ် e-football နဲ့ပတ်သက်တဲ့ဗီဒီယိုတွေအတွက်ကျွန်တော် channel ကို subscribe လုပ်ဖို့မမေ့ပါနဲ့နော်